အားလုံးပဲမင်္ဂလာပါ MMD Video Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့အင်္ဂါသားသမီးများအတွက်တပတ်တာကံကြမ္မာကိုဟောကြားပေးသွားပါမယ်16ရက်3လ2025ကနေပြီးတော့24ရက်3လ2025ဒီအင်္ဂါသားသမီးများရဲ့တပတ်တာကံကြမ္မာဒီတပတ်တာမှာအင်္ဂါသားသမီးများဟာအလုပ်အကိုင်းစီမံကိန်းကိစ္စများမှာအစာပြိုးသူများတတိထားသင့်ပါတယ်နီးပညာပိုင်းနဲ့သက်ဆိုင်ပြီးတော့လုပ်ကိုင်သူများအစာပြိုးရန်နဲ့လုပ်ကိုင်ရန်အကောင်းဆုံးအပတ်ဖြစ်ပါတယ်နီးပညာပိုင်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းခွင်မှာတင့်ရဲ့ဥဆောင်မှုကိုအတိအမှတ်ပြုခံရနိုင်ပါတယ်စိတ်ကူးတစ်တွေမျှဝေဖို့မတွန်းဆုပ်ပါနဲ့အဖွဲ့လိုက်လှုပ်ဆောင်မှုတွေကနေပြီးတော့အရှိန်ရစေပြီးတိုးတက်မှုမြန်ဆန်စေပါလိမ့်မယ်ဒီကြားကာလမှာအပြိုင်ဆိုင်များရှိနိုင်ပေမဲ့စိတ်ဓာတ်မကျဘဲနဲ့လုပ်ငန်းများကိုဆက်လက်လှုပ်ဆောင်ပါအခြေရာအနေနဲ့ကတော့ချစ်သူအိမ်နာမနဲ့ဆွေးနွေးဖို့လည်းအချိန်ပေးပါတင့်ရဲ့ခံစားချက်တွေကိုပုံဝင်လင်းလင်းပြောပါအိမ်အောင်ရှင်များမိသားစုနဲ့အတူတကွအဖေအဖို့ခီးသို့မဟုတ်အနီးနားမှာပြောပွဲစားဆန်ဆက်မုံများထည့်ပြီးတော့မိသားစုနဲ့အတူတူအနီးနားထွက်လဲပေးပါဒါမှမိသားစုကြားပုံမနာလဲမှုရပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံမှုများပြုလုပ်လိုသူများကျွမ်းကျင်သူများနဲ့တိုင်ပင်ပြီးမှလှုပ်ဆောင်သင့်ပါတယ်ကျမ်းမာရေးအနေနဲ့စိတ်ဖြစ်စီးမှုကြောင့်ခေါင်းကိုက်တာစက်ကြောတွေတောက်တင်တာဖြစ်နိုင်ပါတယ်လေ့ကျင့်ခန်းလုပ်ပေးပါအစားအသောက်မှာပရိုတင်းဓာတ်များပါတဲ့အစားအစာများကိုစားတောက်ပေးပါဥပမာကြက်ဥငါးကိုဦးစားပေးစားသင့်ပါတယ်ကံကောင်းစေမယ့်အရာများကတော့ကံကောင်းစေမယ့်အရာအနီရောင်ရွှေရောင်ကံကောင်းစေသောနံပါတ်က68ဖြစ်ပါတယ်ကံကောင်းစေသောကြောက်မြတ်နီလာသတိထားရမယ့်အချက်များစိတ်တူလွယ်တဲ့အပတ်ဖြစ်တာကြောင့်စကားများမှုအငင်းပွားမှုများကိုအနည်းငယ်ရှောင်ပေးပါအလုပ်မှာစိတ်ရှည်ပေးပါအချိန်ယူပြီးတော့စနစ်တကျအလုပ်ဆောင်ပါရေဒီယာအနေနဲ့ကတော့လမ်းတန်ရှင်းပြုလုပ်ပေးပါမြင်လာရှိသောနေ့တည်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ။